စောင်းဝင်သွားတာစင်မြန်ကြီးမဟုတ်ပဲဂိမ်းမှုတို့သာဖြစ်ပါကြောင်းအားလုံးပဲမင်္ဂလာပါများဝိုင်းချန်ထေတန်းစပေါ်ကနေပြန်လည်ကြိုလိုက်ပါတယ်သူများအသင်းကိုဆိုရင်ထိန်ဆုံးကနေစကျင်တော့ချင်လို့တဲ့ဂိမ်းမှုတွေရဲ့ဝက်လည်မှုကတော့ကြောင်းစရာတော့ကောင်းနေပါတယ်ဒီဒီမှာကာလာကိုရောက်လာပြီဆိုရင်ဒဏ်ရာပဒနာတွေများတက်တဲ့အာဆင်နယ်ကိုတင်းနီပရိသတ်တွေစနောက်နေကြပါဒါပေမဲ့ဒီတစ်ခါဆောင်းကလန်ဒန်တက်အိုထရာဖို့စီရောက်လာခဲ့တာဖြစ်ပြီးဂိမ်းမှုတို့အတွက်မျက်ရည်ဝဲစရာဖြစ်ခဲ့ရပါတယ်ဒီရက်မှာမန်ချက်စတာနိုင်တက်ကအင်စတိုမီလာကိုဝေးကွင်းသွားရောက်ရှင်မြန်ကစားခဲ့ပြီး2-1နဲ့ရှုံးနေလာခဲ့ပါတယ်အဆင့်3ကအသင်းကို10ဝဲဆက်တိုက်နိုင်ဝဲပေးလိုက်တာကမထူးဆန်းပါဘူးဒါပေမဲ့ဒီပွဲမှာ United အတွက်နစ်နာစရာတွေများခဲ့တာကြောင့်လာမယ့်ပွဲစဉ်တွေမှာရင်မောစရာဖြစ်နေခဲ့ပါတယ်။ United ကဒီပွဲမှာအာဖရိကပွဲပြန်ကစားနေတဲ့မာဇာရာဘီအာမန်အန်ဘူမိုတို့မပါဝင်ခဲ့ကြသလိုအဝါခက်ပြေပြီးပွဲပယ်ခံထားတဲ့ကက်စမဲတို့ကလည်းမပါဝင်နိုင်ခဲ့ပါဘူး။ကော်ဘီမိုင်တို့အတွက်တောက်ပရမယ့်အချိန်ဆိုပေမဲ့မိုင်တို့ကပါလေးချင်မှာဒဏ်ရာရပြီးမပါဝင်နိုင်ခဲ့ပါဘူး။ပွဲချိန်အတွင်းမှာလည်း Bruno Fernandes ကဒဏ်ရာရရှိသွားခဲ့ပြီးအနည်းဆုံးတစ်လလောက်အနားရတော့မှာဖြစ်ပါတယ်။ဟာရီမာကွာယာနဲ့မာတီယက်ဒီလီတိုကလည်းဒဏ်ရာကနေပြန်မလာနိုင်ကြသေးပါဘူး။ဒီလိုဖက်ဖက်ကနေယိုရင်းနေတဲ့ United မှာအင်မရင်ကရှိတဲ့သူနဲ့ပဲကျုံသလိုပွဲထွက်ရင်အသင်းကိုတီဆောက်ထားတဲ့တည်ငြိမ်မှုလေးပြန်ပြတ်သွားခဲ့ရပါတယ်။ဒန်နီလိုကတဝဲတဲ့တဝဲအမားတွေများနေခဲ့ပြီးပုံစံကောင်းရဖို့ရုန်းကန်နေရသလိုနောက်ဆက်တွဲနေတဲ့ဆန်နီလန်စပန်ကပါနေရာယူပုံနေလိုအပ်လာပြီး United ရဲ့နောက်တန်းအပေါက်ကြီးကဥတဟိုဖြစ်လာခဲ့ပါတယ်။ကွင်းလယ်မှာလူတကာငေးတဲ့ဥကာဒေးကြီးရှိနေတာကစိတ်တော့ကရောက်စရာဖြစ်နေသလိုတိုင်းစစ်ကဗင်ဂျမင်ရှက်ကိုကလည်းရှက်ရှက်ပပအခွင့်အရေးတွေကိုဖြိုင်ဖြုံးနေခဲ့ပါတယ်။လူစားလင်းဆရာကလည်းအရန်ကုန်းမှာအကယ်ဒမီကကလေးတွေပဲရှိနေတဲ့အခါ United တို့လောရကန်ရခန့်နေခဲ့ပြီးလာမယ့်ပွဲစဉ်တွေမှာဘယ်လိုဖျက်ကျော်ရမလဲဆိုတာမတွေးရရအောင်အထိဆိုရနေပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။